ပျော်ပွဲစားထွက်လာတဲ့တငယ်ချင်းတစ်ရဲ့ခြောက်ခြားဖွယ်ရာဖြစ်ရများကျွန်တော်တို့အဖွဲ့ကတငယ်ချင်း9ယောက်နှစ်စဉ်ကျင်းပတဲ့အတန်းလိုက်စည်းဝေးအတွက်ဒီတစ်ခါတော့ရန်ကုန်ကနေဘိုးကလေးကိုတွားဖို့ဆုံးဖြတ်လိုက်ကြတဲ့အားလုံးကအလုတ်ကင်အဆင်ပြေနေပြီဖြစ်လို့စိန်နဲ့ပျော်ပွဲစားထွက်ကြမယ်ဆိုတဲ့အတွက်စိတ်လှုပ်ရှားနေကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့မှာတငယ်ချင်းတစ်ယောက်ထွန်းအောင်ဆိုတာပါလာတယ်သူကတာမန်လူတစ်ယောက်မဟုတ်ဘူးသူနဲ့အတူဆိုရင်အမြဲတမ်းအခြေအနေတစ်ခုခုဖြစ်တတ်တယ်အထူးသဖြင့်တရေကိစ္စတွေပထမမြခြောက်ချမှုညနေခင်းကားပျောက်ခြင်းဘိုကလေးရောက်တဲ့ညနေခင်းကျွန်တော်တို့ကဟိုတယ်မှာချက်ချင်းမနာပဲကမ်းခြေဘက်ကိုလမ်းလျှောက်ထွက်ကြတယ်ထွန်းအောင်ကသူ့ကင်မရာနဲ့ဓာတ်ပုံတွေရိုက်နေတော့ကျန်တဲ့သူတွေကရေဆက်မှာပျော်နေကြတယ်တခါကြည့်တော့ထွန်းအောင်ကလမ်းကြားတစ်ခုတည်းကိုဝင်သွားတယ်ဘယ်သွားတာလဲကွာလို့မေးတော့ဒီမှာရှေးဟောင်းအိမ်တစ်လုံးကိုတွေ့လို့ဓာတ်ပုံရိုက်ခြင်းလို့ပြန်ဖြေတယ်ကျွန်တော်တို့လည်းသူ့နောက်ကိုလိုက်သွားတယ်ဟုတ်ပါတယ်အိမ်ဟောင်းကြီးတစ်လုံးရှိတယ်ဒါပေမဲ့အဲ့အိမ်ကဘယ်ကမှန်းမသိတဲ့အိမ်နီးနားချင်းတယောက်ရဲ့ဇာပနအိမ်ဖြစ်နေတယ်ထွန်းအောင်ကအိမ်ရှိကတပ်ပုံရိုက်နေတော့အိမ်ထဲကနေအပြင်ကိုမထွက်နဲ့ဒီအိမ်မှာငါတယောက်တည်းနေတာဆိုတဲ့အတန်တစ်ခုထွက်လာတယ်ကျွန်တော်တို့အားလုံးခြေချောင်းလေးတွေထိတ်သွားပြီးပြေးခဲ့ကြတယ်ထွန်းအောင်ကတော့နောက်ပြန်မကြည့်ပဲဓာတ်ပုံတွေဆက်ရိုက်နေတယ်ဒုတိယည6ချမှုမီးမရှိသောစားတောက်ဆိုင်ညနေစာစားဖို့ကမ်းခြေဘက်ကစားတောက်ဆိုင်တစ်ခုကိုဝင်ကြတယ်ဆိုင်ကလူမရှိသလိုဖြစ်နေတယ်ထွန်းအောင်ကဟိတ်ကောင်တွေ့လားဒီဆိုင်ကမီးမလင်းဘူးဒါပေမဲ့ထမင်းအိုးတွေကနှွေးနေသေးတယ်လို့ပြောတယ်ကျွန်တော်တို့စပွဲဘေးမှာထိုင်ပြီးမန်နူးစရင်ကြည့်နေတော့မီးခလုတ်ဖွင့်လိုက်တဲ့အတန်နဲ့အတူဆိုင်တစ်ခုလုံးမီးလင်းသွားတယ်ဒါပေမဲ့ဘယ်သူမှမီးခလုတ်နာမှမရှိဘူးထွန်းအောင်ကရဲပြီးအေးပါတယ်ညီတို့ရေသူတို့က service ကောင်းလို့ပါလို့ပြောတယ်ကျွန်တော်တို့ကတော့ထမင်းမစားပဲဟိုတယ်ကိုပြေးပြန်ခဲ့ရတယ်တတိယည6ချမှုမှန်သေးကလူစိမ်းဟိုတယ်ခန်းထဲမှာအိတ်ဖို့ပြင်းနေတော့ထွန်းအောင်ကမှန်ရှိမှရက်ပြီးတွားတိုက်နေတယ်ရုတ်တရက်သူငိမ့်သွားပြီးဟေ့မှန်ထဲမှာငါအရေးမပါဘူးလို့ပြောလိုက်တယ်ကျွန်တော်တို့လန့်ပြီးကြည့်တော့မှန်ထဲမှာထွန်းအောင်ရဲ့အရေးစားအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်ကပြုံးနေတယ်ထွန်းအောင်ကမှန်ကိုလက်သီးနဲ့ထိုးချိုးလိုက်တယ်အေးအေးဆေးဆေးညီတို့သူမကငါ့ကိုကြည့်ပြီးချစ်သွားတာပဲလို့ပြောပြီးအိပ်ရတဲ့ခုံဝင်လိုက်တယ်ကျွန်တော်တို့တွေကတော့တညလုံးမျက်စိမိတ်မအိပ်ရဲခဲ့ကြဘူးနောက်ဆုံးမှာမနက်မိုးလင်းတော့ထွန်းအောင်ကဟဲ့ကောင်တွေ့လားဒီခီးစဉ်မှာငါတို့အတူတူပြောခဲ့တာနဲ့တင်ကျေးဇူးတင်ပါတယ်လို့ပြောပြီးသူ့ကင်မရာကနေမင်းညကရိုက်ထားတဲ့ဓာတ်ပုံတွေကိုပြတယ်ဓာတ်ပုံတွေထဲမှာကျွန်တော်တို့နဲ့အတူသပင်ရှည်နဲ့အဖြူရောင်ဝတ်စုံမျိုးသမီးတစ်ယောက်ပါနေတယ်ထွန်းအောင်ကပြုံးပြီးအေးဟေ့သူမကငါတို့ခီးစဉ်ကိုလိုက်ပါလာတဲ့အထိမ်းအမှတ်ပါလို့ပြောကဓာတ်ပုံကိုနမ်းလိုက်တယ်ကျွန်တော်တို့ကတော့ဘိုးကလေးကနောက်ဆုံးခီးစဉ်ဖြစ်သွားပြီခြောက်ခြားဖွယ်ရာဖြစ်ရများဆိုတဲ့တရေဇလန်းတို့လေးကဒီတင်ပြီးဆုံးပါပြီဗျခုလိုနားထောင်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ